ဗီတာမင် E အကြောင်းဆက်ပြောပေးပါမယ်။ဗီတာမင် E ကတော့အလှပနဲ့အရေးပြားကျန်းမာရေးအတွက်အရန်နာမည်ကြီးတဲ့ဗီတာမင်ပါ။သူကလည်းဗီတာမင် A နဲ့ D တို့လိုပဲအစီမှာပျော်ဝင်တဲ့ဗီတာမင်မျိုးစားဖြစ်ပါတယ်။ဗီတာမင် E ကိုဆေးပညာအရ Alpha Carbo လို့လည်းခေါ်ကြပါတယ်။ဗီတာမင် E ရဲ့အဓိကအကျိုးကျေးဇူးကတော့ဓာတ်တိုးဆန့်ကျင်ပစ္စည်း antioxidant ဖြစ်တာပါပဲ။ကျွန်တော်တို့ခန္ဓာကိုယ်ထဲကဆဲတွေကိုပျက်စီးစေတဲ့ free radical တွေကိုတိုက်ထုတ်ပေးလို့ဆဲတွေတက်တန်းရှည်စေပြီးအိုမင်းရရော်မှုကိုတားဆီးပေးပါတယ်။အဓိကအကျိုးကျေးဇူးတွေကအသားရည်နဲ့သပင်အတွက်လည်းထောက်ကူပေးပါတယ်။အရေပြားကိုခရမ်းလွန်ရောင်ခြည်တံကနေကာကွယ်ပေးပြီးအဆိုဓာတ်ကိုထိန်းပေးပါတယ်။ဒဏ်ရာတွေအမာရွတ်ပြောက်တာမြန်စေပါတယ်။နှလုံးကျန်းမာရေးအတွက်လည်းသွေးခဲခြင်းကိုတားဆီးပေးပြီးသွေးကြောတွေကိုတန့်စင်စေလို့နှလုံးရောဂါမဖြစ်အောင်ကာကွယ်ပေးပါတယ်။မျက်စိကျန်းမာရေးမှာဆိုရင်အသက်ကြီးလာရင်ဖြစ်တတ်တဲ့မျက်စိမုန်တာတွေကိုဗီတာမင် A နဲ့တွဲပြီးကာကွယ်ပေးပါတယ်။ဗီတာမင် E ကျွဲဝသောအစားအစာတွေလည်းပြောပြပေးပါမယ်။ဗီတာမင် E ကိုအဓိကအားဖြင့်အဆိပ်အဆန်နဲ့အဆီတွေကနေရနိုင်ပါတယ်။အဆိပ်အဆန်များမှာတော့နေကြာဆိပ်၊ဗန်ဒါဆိပ်၊မြေပဲတွေဖြစ်ပြီးအသီးအနှံမှာဆိုရင်ထောပတ်သီး၊ဟင်းနုနယ်တွေပါဟင်းသီးဟင်းရွက်စီတွေမှာကတော့နေကြာစီတန်လင်းစီဖြစ်ပါတယ်။ဗီတာမင် E ချို့တဲ့တာကဖြစ်ခဲပေမဲ့ဖြစ်လာရင်တော့ကြွက်သားတွေအားနည်းလာမယ်လမ်းလျှောက်ရင်ဟန်ချက်မထိန်နိုင်ဖြစ်မယ်အမြင်အာရုံချို့ယွင်းလာမယ်ကိုခံအားစနစ်ကျဆင်းလာနိုင်ပါတယ်ဗီတာမင် E ဟာ cell membrane ဆိုတဲ့ဆဲလ်မြေပါတွေကိုအဓိကကာကွယ်ပေးတာဖြစ်ပါတယ်ဒါကြောင့်ဆေးပညာမှာတော့သွေးနီဦးတွေအလွယ်တကူမကွဲစေဖို့ hemolytic anemia မဖြစ်စေဖို့ဗီတာမင် E ကကူညီပေးတယ်လို့မှတ်သားကြပါတယ်